အိမ်တလုံးမှာ black box တွေကိုစနစ်တကျဘေးကင်းအောင်ဘလို့များတွေ့တန်ကြားတယ်လဲဆိုတာမျိုးစဉ်းစားဖို့ကြပါသလားကောင်းပါပြီဒီနေ့မှာတော့အဲ့ဒီအိမ်တုံး socket black box တွေတွေ့တန်ချင်းဆိုင်ရာပညာရှင်အဆင့်စီးမြင့်စည်းကမ်းတွေကိုအတူတူလေ့လာသွားကြမှာဖြစ်ပါတယ်ကဲဒီနေ့ပါလေပြောကြမလဲဆိုတော့အခြေခံအကြားဆုံးမေးခွန်းလေးတစ်ခုနဲ့စကြမယ်ပြီးသွားရင်တော့ရှက်စစ်ပတ်လန်းပုံစံနှမျိုးဖြစ်တဲ့ rain နဲ့ radio ကိုနိုင်ရှင်ကြည့်ကြမယ်ပြီးရင်အသုံးများတဲ့ rain circuit ရဲ့စီးမြင့်တွေကိုအသေးစိတ်လေ့လာပါမယ်နောက်ဆုံးမှာတော့ plug out တွေကိုဘယ်နေရာမှာထားတဲ့လဲ bake in for အတွက်ကျိုးနဲ့ breaker ရွေးစားကိုဘယ်လိုရွေးချယ်ရမလဲဆိုတာတွေကြီးအားလုံးကိုခြုံငုံပြီးကြည့်သွားမှာပါပထမဆုံးအနေနဲ့လက်စစ်ပညာရှင်တယောက်တိုက်အခြေခံအကြောင်းဆုံးစိန်ခေါ်မှုတစ်ခုကနေစလိုက်ကြရအောင်ကဲခင်မီအခန်းတစ်ခန်းကိုမြင်ရောက်ကြည့်လိုက်ပါ TV တွေကွန်ပျူတာတွေဖုန်းအားသွင်းခေါင်းတွေဟိုနာတစ်ပေါက်ဒီနာတစ်ပေါက်အကုန်လုံးနဲ့ပြည့်နေတာပေါ့ဟုတ်ပြီဒီ PC တွေအားလုံးအတွက်လက်စစ်တပ်အားကိုဘေးကင်းပြီးထိရောက်ဘယ်လိုပေးမလဲအေးဒါပဲကျွန်တော်တို့ဒီနေ့ဖြည့်ရှင်းတော့မယ့်အဓိကမေးခွန်းပဲဖြစ်ပါတယ်အဲ့ဒီမေးခွန်းအတွက်အဖြေကတော့အဓိကအားဖြင့်ပုံစံ2မျိုးရှိနေတယ်ပထမတစ်ခုက radial circuit ပါသူကတက်တာတစ်ပံရဲ့အကိုင်းအခါလိုလမ်းကြောင်းတစ်ကြောင်းနဲ့ပဲစီစဉ်သွားတာရိုးရှင်းပေမဲ့လမ်းဆုံးမှာဝင်ရမရသွားနိုင်တယ်နောက်တစ်ခုကတော့ rain circuit ပေါ့သူကကြတော့တက်တာအရင်မြေကနေစထွက်တယ်ပြီးတော့ပတ်လန်းတစ်ပတ်ပြအောင်အစထွက်တဲ့နေရာကိုပဲပြန်လာဆက်သွယ်တဲ့ပုံစံမျိုးသူ့အသားထွက်ကတော့ဝင်ကိုလမ်းကြောင်းတစ်ခုခွဲပြီးမြခံပေးနေတာပါပဲကဲဒီ circuit ပုံစံတစ်ခုရဲ့အားသာချက်အားနည်းချက်တွေကိုပိုပြီးနားလည်နိုင်ဖို့သူတို့ရဲ့ကွာခြားချက်တွေကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဒီမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ ring circuit ကလည်း United Kingdom မှာပဲအတီးကသုံးချတဲ့ထူးခြားတဲ့ design ပုံစံမျိုးဖြစ်နေတာပဲဟုတ်တယ်တခြားနိုင်ငံတွေမှာအသိမတွေ့ရဘူးဘာလို့လဲဆိုတော့ဒါကဒုတိယကမ္ဘာစစ်ပြီးကအစားကဂျင်းနီရှားပါရဲ့ပြဿနာကိုဖြေရှင်းဖို့ကြိုးစားရကောင်းနဲ့ပေါ်ပေါက်လာတဲ့ design မို့လို့ပါပဲကဲတရားဝင်စီးမြင်ဖြစ်တဲ့ BS767 မှာ ring final circuit ကိုဘလို့ဒိတ်ပဲဖွင့်ဆိုထားလဲဆိုတာကြည့်ရအောင်သူကပြောထားတာကတော့ distribution board ကနေစတင်ပြီးအဆုံးသတ်တဲ့ circuit တစ်ခုဖြစ်ပြီး 30A ဒါမှမဟုတ် 32A over current protective device နဲ့ချိတ်ဆက်ထားတယ်တဲ့ဆိုတော့ရိုးရှင်းလေးပြန်ပြောရရင် breaker box ကနေထွက်တဲ့ဂျိုးကပတ်လန်းတစ်ပတ်ပြီးအဲ့ဒီ breaker box ကိုပဲပြန်ဝင်တာပြီးတော့အဲ့ဒီပတ်လန်းတစ်ခုလုံးကို 30A ဒါမှမဟုတ် 32A breaker နဲ့ကာဝယ်ထားတာကိုဆိုလိုတာပေါ့ဒီပုံကိုကြည့်လိုက်ရင် rain circuit ရဲ့သဘောတရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါပါဒီမှာ consumer unit ကနေ wire ကြိုးထလာပြီး plug ပေါက်တစ်ခုပြီးတစ်ခုကိုဖြတ်သွားတယ်အရေးကြီးတာကလက်စီကြောင်းကလမ်းကြောင်းတစ်ခုခွဲပြီးစီးဆင်းသွားပြီးနောက်ဆုံးမှာမူလ consumer unit ကိုပဲပြန်လာဆက်သွယ်ကပလန်းပြေစုပ်သွားစေတာပါပဲသဘောတရားကိုနားလည်သွားပြီဆိုတော့လက်တွေ့မှာဘေးကင်းပြီးစီမင်းနဲ့ညီရဲ့ rain circuit တစ်ခုကိုတက်ဆင်ဖို့လိုက်နိုင်ရမယ်တိကျတဲ့စီကန်းတွေဘက်ကိုဆက်သွားကြည့်ကြရအောင်ဒါကတော့လူတော်များများသိကျင်ကြတဲ့မေးလေးရှိတဲ့မေးခွန်းတစ်ခုပဲring circuit တစ်ခုမှာ flat box ဘလင်ခုအထိအများဆုံးတက်လို့ရလဲခဏလောက်စဉ်းစားကြည့်ပါလားအဖြေကတော်တော်များများထင်ထားတဲ့တခြားစီဖြစ်နေနိုင်ပါတယ်အော်တော့မှာတော့မသိဘူးတကယ်တော့ flat box ရဲ့ရက်ကိုဘယ်လောက်ဆိုပြီးတိတိကျကျကန့်သက်ထားတာလုံးဝမရှိပါဘူးဟုတ်ပါတယ်လူအများစုထင်နေရတယ်လို့မဟုတ်ပါဘူးတကယ်ကန့်သက်ချက်ကလုံးဝကိုမတူတဲ့အရာတစ်ခုထင်နေပါတယ် on site guide စာအုပ်ကရတကယ်ကန့်သက်ချက်ကတော့အဲ့ဒီ circuit ကတအားပေးမဲ့ junking area စုစုပေါင်းပါပဲအများဆုံး70 မီတာ100ပါစဉ်းစားကြည့်လေ area ကျဲလာနဲ့အမြတပြိုင်နက်တည်းအသုံးပြုမဲ့ PC တွေများလာနိုင်တယ်ဝန်အားပေါ်များလာနိုင်တယ်လေအဲ့ဒီသဘောတရားပါပဲဒါဆိုရင်စီးမြင့်နဲ့ကန့်ညီတဲ့ A1 ring final circuit တစ်ခုရဲ့အဓိကအချက်တွေကိုပြန်ချုပ်ရအောင်နော်အများဆုံး junking area က70 မီတာတရားအသုံးပြုရမယ့်အနည်းဆုံးကြိုးအရွယ်အစားတော့ 2.5 mm square ပေါ့ thermoplastic ကြိုးအတွက်ပြောတာပါ ring ပုံစံဖြစ်နေတဲ့အတွက်လျှက်စီးကြောင်းကလမ်းကြောင်းတစ်ခုခွဲပြီးစီစဉ်တယ်ဒါကြောင့်ကြိုးအရွယ်စားထိတ်မကြီးပဲနဲ့ဝန်ပိုးခံနိုင်ရရှိရပေါ့ဆိုတော့အဓိကကတော့ area စီးမြင့်ကိုလိုက်နိုင်နေတဲ့ rate plug ပေါက်အရွယ်အတွက်ကိုကန့်သတ်မထားဘူးဆိုတဲ့အချက်ပါပဲ circuit design ရဲ့နီးပညာပိုင်းဆိုင်ရာအချက်တွေကိုတီးပြီးဆိုတော့အခုအခန်းတစ်ခန်းထဲမှာ plug ပေါက်တွေကိုလက်တွေ့အကြအကြနဲ့အဆင့်ကျအောင်ဘယ်လိုနေရာချမလဲဆိုတာကြည့်လိုက်ရအောင်ဒီစရာလေးကတော့အရင်နေရာအလိုက်အကြံပြုထားတဲ့အနည်းဆုံး plug ပေါက်အရေးအတွက်ဒီပေါ့ဥပမာအခန်းမှာဆို TV တို့ sound system ကိုမီအလားရှင်နာရဲ့အတွက်အနည်းဆုံး10ခုလောက်လုပ်မယ်မိဖို့ကြောင်းမှာဆိုရင်လည်းပစ္စည်းကိတာတွေအမျိုးစုံပဲလေဆိုတော့6ခုလောက်ပေါ့ဒါကဘာကိုရှောင်းတင်တာလဲဆိုတော့ extension ကြိုးတွေရှုပ်ပွားနေအောင်သုံးလဲရတာမျိုးကိုရှောင်းပြီးအဆင်ပြေစေချင်လို့ပါပလက်ပေါက်တွေရဲ့အမြင့်အတွက်လည်းစီးမင်းရှိပါတယ်ဖုံးဆုပ်ဆက်လို့ PC လေအတွက်အဆင်ပြေအောင်ဒါပေမဲ့ရေဆိုလာမျိုးနဲ့ကာကွယ်နိုင်အောင်ပုံမှန်အားဖြင့်ချမ်းမြင့်သမော
အလုံးလုံးတဲ့မျက်နှာပြင်လေအထက် 150mm နဲ့ 250mm ကြားမှာတက်စင်လေးရှိပါတယ်။ဒါပေမဲ့တက်ကြီးရဲ့အိုတွေလို့လှုပ်ရှားရခက်ခဲသူတွေအတွက်တော့အလွယ်တကူအသုံးပြုနိုင်အောင် 950mm နဲ့ 900mm ကြားအမြင့်မှာတက်စင်ပေးရပါတယ်။ အခုတော့ကျွန်တော်တို့ရဲ့ design တစ်ခုလုံးတွေအကြီးဆုံးဖြစ်တဲ့အကာအကွယ်အပိုင်းကိုရောက်လာပါပြီ။ဝန်အားများသွားတာ short circuit ဖြစ်တာတွေကနေကာကွယ်ပေးဖို့မှန်ကန်တဲ့ကျိုးနဲ့ breaker ရွယ်စားကိုဘယ်လိုရွေးချယ်မလဲဆိုတာလေ့လာကြပါမယ်။ overcurrent ကာကွယ်မှုမှာရွှေလိုတန်းဖို့ရှိတဲ့ cement တစ်ခုရှိရယ် BS7671 မှာပါတယ်။အခြေခံအကြောင်းဆုံး cement တစ်ခုပေါ့။အဲ့ဒါကတော့ IN ဟာ IB ထက်ကြီးရမယ်ဒါမှမဟုတ်ညီရမယ်ဆိုတာပါပဲ။ IN ဆိုတာက breaker ကခံနိုင်တဲ့ဝန်အားIB ကတော့ circuit ကပုံမှန်သုံးစွဲမဲ့ဝန်အားပေါ့ဆိုလိုတာကကိုသုံးဘက်ပစ္စည်းတွေရဲ့စုစုပေါင်းဝန်အားထက် breaker ကခံနိုင်ရေးပုံများနေရမယ်ဒါမှမဟုတ်အနည်းဆုံးတော့တုံညီနေရမယ်ဆိုတဲ့သဘောပါပဲဒါကအရေးကြီးဆုံး BKS စီမံမဲ့ circuit breaker တွေမှာလည်းမျိုးစားတွေကွဲပြားပါသေးတယ်ဒီမှာတော့အသုံးများတဲ့ type B C နဲ့ D တို့ရဲ့ tripping current တိုင်းတာတွေကိုပြထားပါတယ်ရိုးရိုးရှင်းရှင်းပြောရင် type B ကအိမ်သုံး plug box တွေလို့ဝန်အနည်းငယ်အတွက် type C က motor လိုမျိုးစပ်ဖွင့်တဲ့အချိန်မှာတအားဆွဲများတဲ့ပစ္စည်းတွေအတွက် type D ကတော့ပိုကြီးမားတဲ့စပ်မလုံးမှန်သုံးပစ္စည်းတွေအတွက်သုံးပါတယ်အိမ်တောင်းတွေအတိုင်းမှုတွေမှာတော့ plug box တွေလိုရေဘူးရထုံး circuit တွေအတွက် type B circuit breaker ဟာအထုံးအများဆုံးနဲ့အစံဖြစ်သတ်မှတ်ထားတဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့နည်းနည်းလောက်စဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်အခုခေတ်မှာကျွန်တော်ရဲ့အိမ်တွေကပိုပြီး smart ချလာတယ်လက်စစ်သုံးစွဲမှုလည်းပိုများလာတယ်လေလက်စစ်က R20 စနစ်တွေ smart home device တွေနဲ့လက်စစ်သုံးစွဲမှုပုံစံတွေတဖြည်းဖြည်းပြောင်းလဲလာပြီဆိုတော့ဆယ်စုနှစ်ပုံများစွာအားကိုးခဲ့ရတဲ့ UK ရဲ့ဒီ ring circuit design ကအနာဂတ်ရစင်ခေါ်မှုတွေအတွက်အကောင်းဆုံးဖြည့်ရှင်းချက်အဖြစ်ဆက်ပြီးရှိနေအောင်မလားဒါကတော့လက်စစ်နည်းပညာလောကမှာဆက်လက်ပြီးဆွေးနွေးသုံးသပ်နေရမယ်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါပဲ